အဖေညနေခင်းတစ်ခုမိုးနှင်းငယ်ရွာပြီးလမ်းပေါ်မှာမီးအိမ်အလင်းတွေတလက်လက်တောက်နေတယ်။အိမ်တအိမ်ရှေ့မှာလူတစ်ယောက်ဆိုင်ကယ်ကိုတိတ်တိတ်လေးရပ်လိုက်တယ်။သူကအဖေတနေ့လုံးအလုပ်လုပ်ပြီးလက်တွေပင်ပန်းနေပြီ။အဝတ်အစားတွေမှာဖုံမှုန့်တွေကပ်နေတယ်။ဒါပေမဲ့အိမ်တကားဖွင့်မဲ့အချိန်သူ့မျက်နှာမှာပင်ပန်းမှုထက်အပြုံးကပိုမြင်ရတယ်။အိမ်ထဲကနေကလေးအတန်တန်ထွက်လာတယ်။အဖေလာပြီ။သားလေးကအပြေးထွက်လာပြီးအဖေကိုဖတ်လိုက်တယ်။သမီးလေးကလည်းနောက်ကနေပြေးလာပြီးအဖေရဲ့လက်ကိုဖမ်းလိုက်တယ်။အဖေကပင်ပန်းနေတဲ့လက်နဲ့ပဲသားသမီးတွေခေါင်းကိုနူးနူးညံ့ညံ့လိမ့်ပေးတယ်။ဒီနေ့ကျောင်းမှာဘလို့လဲ။သားလေးကမျက်လုံးတောက်တောက်နဲ့ပြောတယ်။အဖေသားဆောင်မွေးပွဲမှာပထမရတယ်။အဖေရဲ့မျက်လုံးထဲမှာအလင်းတစ်ခုလင်းလာတယ်။သူကအယမ်းဝမ်းသာပေမဲ့အယမ်းကြီးမပြောဘူး။တော်တယ်သားအဲ့ဒီစကလုံးတို့တစ်လုံးထဲမှာဂုဏ်ယူမှုချစ်ချင်းနဲ့မေတ္တာတွေအကုန်ပါနေတယ်။ညစာစားချိန်ရောက်တော့အဖေကသားသမီးတွေစားတာကိုပဲကြည့်နေတယ်။ဇနီးကမေးတယ်။ဘာလို့မစားသေးတာလဲ။အဖေကပြုံးပြီးပြောတယ်။ကလေးတွေအရင်စားပါစေ။အဲ့ဒီလိုနေ့တွေများလာတယ်။မိုးရွာတဲ့နေ့နေပူတဲ့နေ့အလုတ်ခတ်တဲ့နေ့အဖေကအမြဲတမ်းတစ်ခုတည်းကိုပဲစဉ်းစားနေတယ်။မိသားစုအတွက်တညမှာတော့သားလေးအဖေကိုမေးတယ်။အဖေမပင်ပန်းဘူးလား။အဖေကခဏလေးတိတ်သွားတယ်။ပြီးတော့သားကိုကြည့်ပြီးပြုံးတယ်။မပင်ပန်းဘူး။တကယ်တော့အဖေပင်ပန်းတယ်။ဒါပေမဲ့မိသားစုကိုချစ်တဲ့အဖေအတွက်အဲ့ဒီပင်ပန်းမှုတွေကအရေးမကြီးတော့ဘူး။တနေ့မှာသားလေးကအဖေအလုပ်လုပ်နေတဲ့နေရာကိုသွားတွေ့တယ်။နေပူကြီးအောက်မှာအဖေတိတ်တိတ်လေးအလုပ်လုပ်နေတယ်။လက်တွေဖုံမှုန့်ကပ်နေတယ်။ချွေးတွေရွှဲနေတယ်။အဲ့ဒီအချိန်မှာသားလေးပထမဆုံးနားလည်သွားတယ်။သူတို့အိမ်ထဲကနှွေးထွေးမှုသူတို့ရဲ့အစဉ်ပြေတဲ့ဘဝအဲ့ဓာတွေအကုန်လုံးကအဖေရဲ့အနစ်နာခံမှုတွေဆိုတာကိုညအချိန်အိမ်ပြန်ရောက်တော့သားလေးတိတ်တိတ်လေးအဖေကိုဖတ်လိုက်တယ်။အဖေအံ့ဩသွားတယ်။ဘာဖြစ်လို့လဲ။သားလေးတိုးတိုးလေးပြောတယ်။အဖေကိုချစ်လို့အဖေခဏလေးမပြောနိုင်တော့ဘူး။ပြီးတော့သားကိုတင်းတင်းလေးဖတ်လိုက်တယ်။အဲ့ဒီအချိန်မှာအဖေ